8300စုလောက်တုန်းကမူလီယန်လို့ခေါ်တဲ့တရုတ်လူမျိုးတစ်ယောက်ရှိခဲ့ပူပါလိမူလီယန်ဟာသူ့အမေကိုအတော်လေးကိုချစ်တဲ့လူတစ်ယောက်ဖြစ်ပြီးရွာလေးတစ်ရွာမှာအတူတူနေထိုင်ခဲ့ပါလိဒီနေ့မှာတော့မူလီယန်ရဲ့အမေကရုတ်တရက်ကွယ်လွန်သွားခဲ့ရပြီးစိတ်မကောင်းခြင်းဝမ်းနည်းပူဆွေးခြင်းတွေနဲ့အတူမူလီယန်ကလူလောကမှာကြံရှိနေခဲ့ပါလိမူလီယန်မင်းနဲ့ပတ်သက်ပြီးတော့ကန်ဆိုးခြင်းတဲ့အရာတစ်ခုကသူ့အမေလူဘဝတွေကထွက်ခွာသွားပြီးတဲ့နောက်ဝိညာဉ်ဘဝနဲ့ဆင်းရဲဒုက္ခများစွာခံစားခဲ့ရပါလိအဲ့ဒီအချိန်မှာတော့မူလီယန်လည်းဘုန်းကြီးတွေကိုအကူအညီတောင်းခံပြီးဆင်းရဲဒုက္ခရောက်နေတဲ့မူလီယန်ရဲ့အမေကိုကယ်တင်ဖို့ဒီလန်းရှာဖွေပါတော့တယ်ဒီနေ့မှာတော့မူလီယန်နဲ့ဘုန်းကြီးတချို့ဟာတရေဘွားနဲ့မကျွတ်မလွတ်ဖဲဖြစ်နေတဲ့သူ့အမေကိုအစားအစာတွေနဲ့ကူညီပေးခဲ့ပါလိအဲ့ဒီအချိန်မှာတော့ဆင်းရဲဒုက္ခရောက်နေတဲ့မူလီယန်ရဲ့အမေကရဲရွာမှာရှိတဲ့လူသားတွေကိုဒုက္ခမပေးတော့ဘဲဝိညာဉ်ဘွားကနေကျွတ်လွတ်သွားတယ်လို့သိရပါလိအဲ့ဒီအချိန်ကနေစတင်လို့တရုတ်လူမျိုးတွေဟာဝိညာဉ်တွေနဲ့ပတ်သက်ပြီးအစင်လာတွေကိုယုံကြည်လာကြပြီးဩဂတ်စ်လ15ရက်နေ့ကိုရောက်တဲ့အချိန်တိုင်းမှာတရေကြီးများနေ့ကိုကျင်းပကြတာဖြစ်ပါလိ Ghost Festival နဲ့ပတ်သက်ပြီးတော့နောက်ထပ်ယုံကြည်မှုရှိတဲ့ဘာသာဝင်တစ်မျိုးလည်းရှိပါသေးတယ်အဲ့ဒီဘာသာဝင်တွေကိုတော့တာအိုဘာသာဝင်တွေလို့ခေါ်ပြီးသူတို့ဟာ BC 600စုလောက်ခရေကတရုတ်နိုင်ငံမှာပေါ်ပေါက်လာခဲ့တဲ့လူမျိုးတွေဖြစ်ပါလိတာအိုဘာသာဝင်တွေကလည်းနောက်ဘဝနောက်ခန္ဓာဆိုတဲ့အရာကိုအယုံကြည်ရှိတဲ့သူမျိုးတွေဖြစ်ပြီး